ကိုယ့်ရဲ့ channel မှာရေတံခွန်ထားရှိခြင်းကြောင့်ဖြစ်လာနိုင်တဲ့ကောင်းကျိုး10ချက်အခုလိုမျိုးလေလူညဉ့်ညမ်းမှုတွေယာစီဥတုရဲ့ပူပြင်းတာတွေဆိုးရွားလာချိန်မှာတဘာဝရဲ့လေတန့်လေးကိုရှူရှိုက်ဖို့အတွက်ခီးထွက်မှာပဲရနိုင်မယ့်အရာမျိုးဖြစ်နေပါတယ်ဒါကြောင့်မလို့ခီးထွက်ဖို့လည်းအချိန်မရတဲ့မိတ်ဆွေတို့အတွက်ကိုယ့်ရဲ့အနီးနားမှာပဲအေးချမ်းမှုနဲ့ပြည့်စုံနေတဲ့ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးလို့ရအောင်ကျွန်တော်တို့ Terra Light ရဲ့ရေတံခွန်တွေကဘာတွေပြောင်းလဲပေးနိုင်လဲဆိုရင်တိတ်စိတ်ကိုငြိမ်းချမ်းစေမယ့်ရေကြတန်ရရှိခြင်းတဘာဝကြောက်တုံးတွေကြားကဖြတ်ပြီးစီးဆင်းလာတဲ့ရေတံခွန်တန်ကမိတ်ဆွေတို့ရဲ့စိတ်ကိုမျိုးပြရဲ့စဉ္ညာတန်တွေကနေမေ့ပြောက်စေပြီးတော့အေးချမ်းမှုကိုရရှိစေဖို့အတွက်အကောင်းဆုံးသောတဘာဝဂီတတန်တစ်ခုဖြစ်ပါတယ်။နေ့ကိုပိုင်အဖမ်းပြေစကန်လို့ဖြစ်နေခြင်းကိုယ့်ရဲ့ channel မှာရှိတဲ့ရေတံခွန်ရဲ့ဘေးနားမှာ coffee တစ်ခွက်နဲ့စားအုပ်တစ်အုပ်ကလေးထားရှိလိုက်အောင်ဖြစ်ပဲမိတ်ဆွေရဲ့စိတ်ထဲမှာ 5 star hotel တစ်ခုကိုရောက်ရှိနေမျိုးခံစားရမှာဖြစ်ပါတယ်။သုံးကျမ်းမာရေးအတွက်ထောက်ပံ့ပေးခြင်းရေတံခွန်ဘေးနားမှာစိုက်ထားတဲ့အပင်တွေကြောင့်လေထဲမှာရှိတဲ့ဖုံမုန်းတွေကိုဖယ်ရှားပေးပြီးအားလုံးအတွက်တန်ရှင်းလက်ဆက်တဲ့လေကိုရှူရှားရမှာဖြစ်တဲ့အတွက်ကျမ်းမာရေးအတွက်အထောက်အကူဖြစ်စေပါတယ်။နံပါတ်4အေးမြတဲ့ပတ်ဝန်းကျင်ကိုရရှိခြင်းအဲကွန်းနဲ့မတူတဲ့အေးမြတဲ့ပတ်ဝန်းကျင်ကိုဖန်တီးပေးတာကြောင့်ပူအိုက်တဲ့နေ့ရက်တွေမှာတော့မှကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်တွေကအမြဲတမ်းအေးမြနေမှာဖြစ်ပါတယ်။နံပါတ်5အိမ်ရဲ့ဂုဏ်ကိုမြင့်တင်ပေးခြင်းကိုယ့်ရဲ့အိမ်မှာရေလိုတစ်ခုရှိနေခြင်းကကိုယ့်ရဲ့အိမ်အတွက်ဂုဏ်တစ်ခုကိုမြင့်တက်စေသလိုအိမ်ကိုလာတဲ့သူတွေအတွက်လည်းရေတံခွန်ရှိခြင်းကြောင့်ကိုယ့်ရဲ့အိမ်ရဲ့ခြံဝင်းကိုသဘောကျကြိုက်နေတတ်ပြီးတော့ဂုဏ် direct တစ်ခုကိုဖန်တီးပေးမှာဖြစ်ပါတယ်။နံပါတ်6တရှိဂေဟငယ်ပုံစံတစ်ခုကိုရရှိခြင်းရေကိုနားမှာအပင်လေးတွေရှိတဲ့အတွက်ငှက်ကလေးတွေလာမယ်လက်ပြလေးတွေလာမယ်အဲ့အတွက်ငှက်တန်လေးတွေကြားရမယ်လက်ပြလေးတွေဝဲနေတာလေးတွေကျွန်တော်တို့မြင်ရမှာရှိတဲ့အတွက်ကျွန်တော်တို့ကတရှိလေးတွေအတွက်ဂေဟစနစ်ကလေးတစ်ခုကိုတိစောက်ထားပြီးတော့ဖြစ်ပြီးတော့ဒါလေးကိုကျွန်တော်တို့အနေနဲ့အမြဲတမ်းလို့မြင်တွေ့နေရမှာဖြစ်ပါတယ်နံပါတ်9လက်လာပါစီးဝင်ခြင်းဖုံးရွှေနီးရရေစီးဆင်းနေတာကကိုယ့်ရဲ့စီကိုအမြဲမပြတ်ငွေတွေစီးဆင်းနေတယ်ဆိုတော့အယူအဆတစ်ခုရှိတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့အိမ်မှာရေတံခွန်ထားရှိခြင်းအပြင်ကိုယ့်ရဲ့အိမ်ထဲကိုရေတွေအမြဲစီးဆင်းနေတယ်ဆိုရင်ငွေတွေအမြဲတမ်းဝင်နေမယ်ဆိုတော့လက်လာပါရှင်စေတဲ့အတိတ်နမိတ်လည်းဖြစ်ပါတယ်ခင်ဗျာရှစ်အိမ်ရဲ့တန်ဖိုးကိုမြင့်တင်ပေးခြင်းအခုလို modern ခေတ်မှာကိုယ့်ရဲ့အိမ်ကိုဒါ landscaping ကောင်းကောင်းနဲ့ဖန်တီးထားမယ်ဆိုရင်အချိန်ကာလကြာညောင်းလာသည့်တိုင်ဒီအောင်ကိုယ့်ရဲ့အိမ်ရဲ့တန်ဖိုးကအမြဲတမ်းတက်နေမယ်ဆိုတဲ့အကြောင်းကိုပြပြပေးချင်တာဖြစ်ပါတယ်ကိုယ့်ရဲ့မိသားစုနဲ့ကလေးတွေအတွက် quality တိုင်းရခြင်းတရက်တာမှာဖုန်းလေးတွေကိုခဏချထားပြီးတော့ရေတံခွန်ဘေးနားမှာမိသားစုလိုက်စကားလေးတွေပြောပြီးတော့အပန်းဖြေနေတဲ့အခြေအနေလေးတစ်ခုကိုဖန်တီးနိုင်ဖို့အတွက်ဒီရေတံခွန်လေးရှိခြင်းအပြင်ဖြစ်လာနိုင်မှာဖြစ်ပါတယ်။30နေရောညပါအသက်ဝင်လှပတဲ့သဘာဝတရားကိုခံစားလို့ရခြင်းကိုယ့်ရဲ့ရေတံခွန်လေးကကိုယ့်ရဲ့စိတ်ချိုက်ဖန်တီးကြတာဖြစ်တဲ့အတွက်နေကင်းဘက်မှာလည်းရေတံခွန်လေးရဲ့သဘာဝတရားကိုခံစားလို့ရသလိုရေတံခွန်လေးမှာမီးတွေလည်းပါတာဖြစ်တဲ့အတွက်ညဘက်ရောက်ရင်လည်းရေတံခွန်ရဲ့ပေးစွမ်းတဲ့သဘာဝအလှတရားကိုခံစားရမှာဖြစ်ပါတယ်။အခုကျွန်တော်ပြောခဲ့တဲ့အချက်10ချက်မှာပေါ့ကိုယ့်ရဲ့သဘောကျတဲ့အချက်လေးတွေရှိခဲ့ရင်လည်း comment မှာမှတ်ခဲ့ပြီးအားလုံးဖိတ်ခေါ်ချင်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်တဘာဝနဲ့ချိတ်ဆက်ပြီးတော့စိတ်ဖိစီးမှုတွေကိုဖြေလျှော့လိုက်ပါခင်ဗျာ